ကဲဒါကတော့ကျမကချင်လူပိုင်းမှာနေခဲ့တဲ့ချစ်စရာကောင်းတဲ့အုပ်ကလေးနဲ့အိမ်ပဲဖြစ်ပါတယ်အရာမျက်တိလည်းနည်းနည်းထူနေပြီဖြစ်တဲ့အတွက်နွားဖြစ်တာချင်းတူလဲကျမတို့တငယ်ချင်းတွေရောက်ရော့နေတဲ့ပုံစားငါကတော့နွားဖြစ်တဲ့နေရာမှာပို့စီရကြတာဖြစ်တဲ့အတွက်ကျမကတော့များများစားခဲလိုက်ပါတယ်ကျမတငယ်ချင်းကကျမကိုနေမျက်လည်းမထွန်တတ်ပါဘူးကွာလို့လာပြောနေလို့မောင်မိဖျားလည်းလိတ်တတ်တယ်မျက်လည်းထွန်တတ်တယ်ဆိုပြီးတစ်ချမ်းလုံးဝမျက်တွေကို10ချမ်းနဲ့အပြီးရှင်းပြလိုက်ပါတယ်မျက်ရှင်သာနည်းနည်းအားချောင်းတာများဆိုတော့အရန်မောသွားလို့ကျမခန္ဓာကိုယ်လောက်ရှိတဲ့ရေဘူးကြီးကိုကင်ပြီးအမောပြည့်တဲ့အဒီကုတ်ကုတ်ဆိုပြီးမောချလိုက်ပါတယ်ကျမကိုတလားမှရေတစ်ခါချိုးတယ်ဆိုပြီးပလေးနေကြတဲ့တကယ်ချင်းတွေကိုလည်းရေခက်နေတဲ့ဒီဗီဒီယိုလေးနဲ့တက်တည်ပြလိုက်ပါတယ်ကျမနေခဲ့တဲ့နပတ်တာကာလပတ်လုံးကြီးကိုအဲ့လိုခက်ခဲနဲ့ခက်ခဲရတာပေါ့နော်ပြန်ကန်ဒီတရက်လိုမှဘေးလုံးကြီးနဲ့ဆွဲပြီးခက်ရတယ်ဆိုတော့ပြီးခဲ့တာဖြစ်ပါတယ်ရေလဲချိုးပြီးမိုးလဲအချုပ်ပေါ့နော်ကျမကိုတော်တွေပဲရှိတဲ့ကချင်တူပိုင်းမှာပါလို့ပျော်နေလဲလို့မေးနေကြတဲ့လူတွေကိုကျမပြောပြပါမယ်ကျမပျော်ရွှင်နေတာကတော့သူတို့လေးတွေကြောင့်ပဲဖြစ်ပါတယ်ရှင်ကျမပြန်မဲ့နောက်ဆုံးညမှာပေါ့နော်ဖျားเจ้าမှာကန့်တွင်ထားတဲ့ကလေးတွေရဲ့တတုတ်ပြီးတတုတ်ကပြတဲ့အကအလှတွေကိုလည်းတွားရောက်အားပေးခဲ့ပါသေးတယ်ကျမဗီဒီယိုရိုက်နေတော့ဒီအတော်ကြီးကသူလည်းပါချင်ပါတယ်ဆိုပြီးကျမဗီဒီယိုတွေအတင်းပြေးဝင်လာပါတယ်အတန်ဒီပြောင်းအားပေးပြီးပြန်လာတော့အေးချမ်းလာတဲ့ကိုပြစ်ကလေးမှာပေါ့နော်ကြဲတာယာတွေကိုကြည့်ပြီးမရှိတဲ့ရီစားလေးကိုတွေးပြီးဒီတချင်းလေးနဲ့စိတ်ကူးရင်လိုက်ပါတယ်ရှင်တောင်ပေါ်ရွာလေး